မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့အားလုံးရဲ့ရင်ထဲကမိကုံးတစ်ခုအကြောင်းပြောပြချင်ပါတယ်လူဘဝဆိုတာမဟာသမုဒ္ဒရာကြီးတစ်ခုလိုပါပဲတခါတလေကြောက်ရင်ကိုအဲ့ဒီရည်စည်းတန်တန်ကြီးထဲမှာလမ်းပြောင်းနေတဲ့ပန်းပွင့်လေးတစ်ပွင့်လိုခံစားဘူးကြလားဘယ်ခန်းကိုက်ရမှမသိဘယ်စိတ်နားရမှမသိပဲမျောပါနေရတဲ့ခံစားချက်မျိုးပေါ့နေ့ရက်တိုင်းမှာအလုပ်တွေလုပ်တယ်ငွေတွေရှာတယ်လူတွေနဲ့ဆက်ဆံတယ်ဒါပေမဲ့ညဘက်အေးရဝင်းကနီးတိုင်းရင်ထဲမှာဟာတာတာကြီးချက်ချန်ခဲလာမျိုးဂျုံဘူးကြမှာပါတချို့ရက်တွေဆိုရင်ဘာချောင်းမှရေးရရမရှိပဲစိတ်ထဲမှာလေးလနေတတ်တယ်အမီဖော်လို့မရတဲ့စိုးရင်ပူပန်မှုတွေကရင်ဖက်တစ်ခုလုံးကိုဖီစီးထားတယ်လို့ပဲကိုယ်မှာစားစရာရှိတယ်နေစရာရှိတယ်မိသားစုရှိတယ်ဒါပေမဲ့ဘာလို့မပြောရတာလဲဘာလို့မငင်းချမ်းရတာလဲအဲ့ဒီအဖြေကိုအပြင်လောကမှာလိုက်ရှာနေစရွေးတော့ကျွန်တော်တို့ဘယ်တော့မှတွေ့မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီမငင်းချမ်းမှုရဲ့ဇက်မြစ်ကအပြင်မှာမရှိလို့ပါပဲ။အပိုင်းတစ်စိတ်ရဝန်ထုတ်ဝန်ပိုးများကျွန်တော်တို့ကမကြာခဏဆိုသလိုကိုယ့်ရဲ့ကန်ဆူးမှုတွေစိတ်ညစ်စရာတွေကိုပတ်ဝန်းကျင်ကိုလက်ညှိုးထိုးအပြစ်တင်တတ်ကြတယ်။ဒီလူကြောင့်ငါစိတ်ညစ်ရတာဒီအလုပ်ကြောင့်ငါပင်ပန်းရတာခံတရားကငါကြမှာမင်းနဲ့သားမပေးတာဆိုပြီးညီးသွားတတ်ကြတယ်။ဒါပေမဲ့ခဏလောက်ညင်ညင်လေးနေပြီးကိုယ်စိတ်ကိုပြန်ကြည့်ကြရအောင်။တကယ်တမ်းပူလောင်နေတာကအပြင်းကအရာတွေကြောင့်လားဒါမှမဟုတ်ကိုယ်စိတ်ထဲမှာသိမ်းဆူးထားတဲ့အမိုက်တွေကြောင့်လား။စိတ်မငြင်းချမ်းမှုဆိုတာတကယ်တော့ကျွန်တော်တို့ရဲ့ဝိညာဉ်ကြီးရဖန်ဆိုင်ရင်ထဲမှာကုတူဆိုတဲ့လက်ကြံတွေပြက်လက်သွားလို့ဖြစ်နိုင်တယ်။ဒါမှမဟုတ်အတိတ်ကကျွန်တော်တို့ယူခဲ့ဘူးတဲ့ဝူကျွေးဆိုတဲ့အကျွေးတွေကိုပြန်ဆက်ဖို့အချိန်တန်လာလို့လည်းဖြစ်နိုင်တယ်။ကျွန်တော်တို့ကရုပ်ဝတ္ထုပစ္စည်းတွေကိုစုဆောင်းဖို့လောက်ပဲအာယုံစိုက်ခဲ့ကြပြီးစိတ်ဝိညာဉ်အတွက်ရီးကဖြေးဖို့မီးလော်ခဲ့ကြတာကိုအပိုင်းညက်ကံဤအကျိုးနဲ့မျိုးစေ့များဘူးလက်မြတ်စွာဘုရားဟောကြားခဲ့တဲ့ကံဤအကျိုးဆိုတာအယမ်းကိုနက်နဲပြီးတရားမျှတာတဲ့တဘာဝနည်းရမှာကြီးပါပဲဘဝဆိုတာပဲ့တင်တန်းလိုပါပဲကိုအော်လိုက်တဲ့အတန်တိုင်းပြန်ကြားရသလိုကိုပြုတ်လိုက်တဲ့လောက်ရက်တိုင်းကကိုစီကိုပြန်လာစမြဲပါပဲဒါပေမဲ့မေးစရာရှိတာကငါကလူကောင်းမှာဘာလို့ငါချမှာကံမကောင်းရတာလဲဆိုတဲ့မေးခွန်းပါမိတ်ဆွေစန္ဒတစ်ခုမျောလင့်ချက်တစ်ခုဆိုတာမျိုးစေ့တစ်ခုနဲ့တူပါတယ်တင်မှာကောင်းမွန်တဲ့မျိုးစေ့ရှိုံနဲ့အပင်မပေါက်နိုင်ပါဘူးအဲ့ဒီမျိုးစေ့ရှင်သန်ဖို့အတွက်ကုတူကံဆိုတဲ့ရေမြေလေအလင်းရောင်တွေလိုအပ်ပါသေးတယ်မြေစီလွာချွေတေနေတဲ့ရွှေမျိုးစီပဲစိုက်အပင်ပေါက်မှာမဟုတ်ပါဘူးတချို့ຢာတွေမျောလင့်တဲ့လောက်ထစ်မလာသေးတာဟာကန်ဒီတာကတင့်ကိုရက်ဆက်နေတာမဟုတ်ပါဘူးတင်းရဲ့ကုသိုလ်ကံဦးကြီးကအဲ့ဒီစုလားကိုလက်ခံနိုင်လောက်အောင်မပြည့်သေးလို့ဖြစ်နိုင်ပါတယ်ဒါကြောင့်စိတ်တက်မကြပါနဲ့အခုအချိန်ကမျိုးစီတွေအောင်မြင်ဖို့အတွက်ကုသိုလ်တရားဆိုတဲ့ရီလောင်းပေါင်းတင်းခြင်းကိုပို့လို့ရမယ်အချိန်ပါပဲအပိုင်း၃စစ်ချင်းမငင်းချမှုကဘာကိုကြည့်လိုက်ပါတချို့လူတွေချမ်းသာလိုက်တာလွန်ရောဂယုတည်င်းတွေလည်းကြီးမားတယ်ဒါပေမဲ့သူတို့မျက်လုံးတွေကိုတေချာကြည့်ဘူးလားအဲ့ဒီထဲမှာစိုးရင်ပူပန်မှုတွေအပြည့်ပါပဲသူတို့ကနောက်ထပ်ငွေတသိန်းရရင်ပြောမယ်နောက်ထပ်ယာရုတက်ရင်အေးချမ်းမယ်လို့ထင်နေကြတယ်ဒါပေမဲ့ရလီလူလီအိုးလီတစ်စီ6လေးပါပဲပိုင်ဆိုင်မှုများလာလေဆုံးရှုံးရမှာကို crowd တဲ့စိတ်ကပိုကြီးလာလေပါတယ်စစ်ချင်းတော့ငင်းချမ်းမှုဆိုတာအပြင်ကအရာတွေကိုပေါင်းထိတ်ခြင်းကနေလာတာမဟုတ်ပါဘူးစိတ်ထဲမှာမလူအပ်တဲ့လူချင်းတက်မှတ်ခြင်းဒေါသမာနတွေကိုနှုတ်ကျဲခြင်းကနေလာတာပါအတိတ်ကိုတွေးတားနေတာတွေလွတ်ချလိုက်ပါအနာဂတ်အတွက်ပူပန်နေတာတွေရှော့ချလိုက်ပါလက်ရှိအချိန်လေးမှာရောင်ကျဲတတ်တဲ့စိတ်ကိုမွေးမြူလိုက်ပါအဲ့ဒီအခါကျမှတင်းစီထဲမှာငြိမ်းချမ်းမှုအတွက်နေရာလွတ်တစ်ခုပေါ်လာမှာပါအပိုင်းလေးအတားစီး၃ခုလူတော်လူကောင်းရဲ့လျက်နဲ့စိတ်မချမ်းသာရတဲ့အကြောင်းရင်း၃ခုရှိပါတယ်ပထမတစ်ခုကအတိတ်ဝကြွေပါအတိတ်ဘဝတွေတုန်းကဒါမှမဟုတ်ဒီဘဝအတိတ်ကာလတုန်းကကိုမတိလိုက်ပဲသူကဘာကိုနာကျင်အောင်လုပ်ငမိခဲ့တာတွေရှိနိုင်တယ်အဲ့ဒီအကျွေးတွေကိုဒီနေ့ပြန်ဆက်နေရတာပါဒုတိယတစ်ခုကကုတူကံအားနေခြင်းပါဘဏ်ထဲမှာငွေမရှိရင်ချက်လက်မှတ်ရေးလို့မရသလိုပါပဲကုတူကံနေရင်လူကျင်တာတွေထိမလာတတ်ပါဘူးတတိယတစ်ခုကတော့လက်မခံနိုင်ခြင်းပါဖြစ်ပြနေတဲ့အခြေအနေကို
လက်မခံနိုင်မဲ့ရုံးကန်နေဆို၍ဒုက္ခကပူကြီးထွားနေမှာပါအပိုင်းကကုတုကန်ဤအစွာကုတုကန်ဆိုတာမျက်စိနဲ့မမြင်ရပေမဲ့အရန်ကိုအစွမ်းထပ်ပါတယ်သူကတင်ဘဝရဲ့လီအိုက်လိုပါပဲကားတိုင်းမှုထစ်တဲ့အခါလီအိုက်ပါတဲ့ကားကလူကိုအသက်မသေးအောင်ကာကွယ်ပေးတယ်လို့မျိုးပေါ့ကုတုကန်ကြီးမားသူတွေဟာဒုက္ခမရောက်ဘူးလားဆိုတော့ရောက်ပါတယ်ဒါပေမဲ့သူတို့ကဒုက္ခရောက်တဲ့အခါထွက်ပေါက်အမြဲတွေ့တယ်။ကူညီမဲ့သူပေါ်လာတယ်။အဆိုးတဲကနေအကောင်းဖြစ်သွားတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေကုသိုလ်ဆိုတာဖျားเจ้าကန်သွားမှရတာမဟုတ်ပါဘူး။နေစဉ်ဘဝမှာကိုယ်စိတ်ကိုဖြူစင်အောင်ထားခြင်းကအကြီးဆုံးကုသိုလ်ပါပဲ။လမ်းမှာတွေ့တဲ့ခွေးလေးတစ်ကောင်ကိုကျင်းစားစွာအစာကျွေးတာစိတ်ညစ်နေတဲ့တငယ်ချင်းကိုနှစ်သိန်းစကားဖြိုတာကိုယ့်ကိုရန်လူတဲ့သူကိုပြန်မတုံ့ပြန်ပဲဒီးတန်လိုက်တာဒါအားလုံးကတင်းဘဝကိုကာကွယ်ပေးမဲ့ကုသိုလ်တရားတွေပါပဲအပိုင်းခုနှစ်နှုတ်ကဆောင်ကြီးခြင်းဝစီကံနောက်ထပ်အရေးကြီးဆုံးအချက်ပြောပြချင်ပါတယ်အဲ့ဒါကတော့စကလုံးတွေပါပဲကျွန်တော်တို့ပါဇက်ကထွက်ရိုက်တဲ့စကခွန်းဟာတခြားသူတစ်ယောက်ရဲ့ဘဝကိုပျက်စီးသွားစေနိုင်တယ်လို့ပြန်လဲရှင်းထန်လာအောင်လဲကုသပေးနိုင်ပါတယ်သူတစ်ပိုင်းရဲ့မကောင်းကြောင်းအတင်းပြောတာကဲရဲတာဝီးပန်းတာတွေဟာကိုယ့်ရဲ့ကုသိုလ်ကံကိုပေါက်ပြဲစေတဲ့အပေါက်ကရင်းများပါပဲရေအိုးထဲမှာရေတွေဖိနေပေမဲ့အောက်ကအပေါက်ပါနေရင်ရေဘယ်တော့မှမကေမှာမဟုတ်ဘူး။ကောင်းမှုတွေဘလောက်လှုပ်လှုပ်နှုတ်မဆောင်စည်းရင်ကုသိုလ်တွေယူစည်းကုန်မှာပါ။ဒါကြောင့်တခါတလေတိတ်ဆိတ်နေခြင်းဟာအကောင်းဆုံးအဖြေပါပဲ။ဒေါသထွက်နေခြင်းမှာဘာမှမပြောနဲ့။သူတစ်ပါးအကြောင်းမသိပဲဝင်မပြောနဲ့။ကိုနှုတ်ကထွက်တဲ့စကားတိုင်းဟာမေတ္တာပါစေအကျိုးရှိစေ။အဲ့ဒါကနေ့စဉ်လှုပ်ယူလို့ရတဲ့အကြီးဆုံးကုသိုလ်ပါပဲ။အပိုင်းခုနှစ်အိမ်တောင်ရေးနဲ့ရေးဆက်လောကမှာလင်းနဲ့မယားဖြစ်လာကြတာဆိုတာတိုက်ဆိုင်မှုလုံးဝမရှိပါဘူးရေးဆက်ဝတ်ကြွီးအသိကံတွေကြောင့်သာစုံတွေ့ကြရတာပါတချို့ကအကျွီးဆက်ဖို့လာပေါင်းကြတယ်တချို့ကအကျူးပြီးဖို့လာပေါင်းကြတယ်အိမ်တောင်ကြီးအစင်မတည်တဲ့အခါငါကန်ဆိုးလိုက်တာလို့မတွေးပါနဲ့အော်ငါမှအကျွေးဆက်စရာကျန်းနေသေးလို့ပါလားလို့နှလုံးသွင်းကြည့်ပါတီးထန်ခြင်းခွင့်လွတ်ခြင်းနားလည်ပြီးခြင်းတွေနဲ့အဲ့ဒီအကျွေးကိုကြည်နက်စွာဆက်လိုက်ပါတစ်ဖက်ကလူကစိုးနေလဲကိုယ့်ဘက်ကမေတ္တာမပြတ်ပါနဲ့ကိုယ့်ဘက်ကကောင်းအောင်နေခြင်းဟာကိုယ့်ကံကိုပြူပြနေခြင်းပါပဲအချိန်တန်လာရင်ရေစက်ကုံလို့ခဲ့တဲ့ကံပြောင်းသွားလို့ဖြစ်တဲ့အရာရာအေးချမ်းသွားပါလိမ့်မယ်နီးကုန်ဘဝဆိုတာကိုယ်တိုင်စိုက်ပျိုးကိုယ်တိုင်ရိတ်သိမ်းရတဲ့လေခွင်းပင်ကြီးပါပဲဒီနေ့ကျွန်တော်တို့ကြုံတွေ့နေရတဲ့အကောင်းအဆိုးမှန်သမျှဟာအတိတ်ကကျွန်တော်တို့စိုက်ခဲ့တဲ့အသီးအပွင့်တွေပါပဲအတိတ်ကိုပြုပြင်လို့မရတော့ပေမဲ့အနာဂတ်ကိုတော့ဒီနေ့ပြုပြင်လို့ရပါတယ်ဒီနေ့ကစားပြီးကောင်းတော်မျိုးစေ့လေးကိုစိုက်ပျိုးကြစို့ပါစိတ်ထားလေးဖြူစင်အောင်ထားမယ်စကားပြောရင်မေတ္တာပါအောင်ပြောမယ်သူတစ်ပါးအပေါ်ညှော့သားမယ်ရောင်ကျဲတတ်တဲ့စိတ်လေးမွေးမြူမယ်ဒီလိုနေထိုင်သွားမယ်ဆိုရင်မိတ်ဆွေရဲ့ဘဝဟာဘလောက်ပဲမုံတိုင်ထန်ပါစေစိတ်နှလုံးကတော့အငဲတဲ့ငြိမ်းချမ်းနေမှာအသေးချပါပဲအားလုံးပဲကိုယ်စိတ်နှစ်ပါးချမ်းသာချမ်းသာကြပါစေခင်ဗျာ